အားလုံးပဲမင်္ဂလာပါကျွန်မကတော့ eyebrow artist teacher ကြီးဖြစ်ပါတယ်ဒီကုန်းပိုင်းကိုစိတ်ဝင်စားနေတဲ့ client တွေအတွက်ပြီးခဲ့တဲ့အပတ်ကအပိတ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလူမျိုးတွေထုတ်တင်လဲဆိုတာကိုကျွန်မပြန်လည်မျှဝေပေးသွားတယ်အခုကတော့အမြင့်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလူမျိုးတွေအတွက်တင်တော်လဲအမြင့်ပိုင်းရဲ့အားနည်းချက်အားသာချက်တွေကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ကျမတို့အမြင့်ပိုင်းမှာအကျန်းအားဖြင့်နှစ်ပိုင်းရှိတယ် micro plating လို့ခေါ်တဲ့အသေးသေးလေးတွေကိုစုထားတဲ့ဓာတ်ပုံစံလေးနဲ့လူအရေးပြားပေါ်မှာအမြင့်ချစ်ရေးဆွဲတဲ့နည်းပညာရဲ့နောက်ဆုံးပေါ် hair stroke ဆိုတာကစက်နဲ့လူအရေးပြားပေါ်မှာအမြင့်ပုံစံရေးဆွဲပြီးတော့ထိုးရတဲ့နည်းပညာရဲ့ဆိုပြီးတော့ပေါ့နော်နှစ်မျိုးရှိတယ်အမြင့်ပိုင်းမှာကျမ်းမြင့်အပြင်နှစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒီအမြင့်ပိုင်းကိုကြတော့ဘယ်လိုအရေးပြားတိုင်မျိုးတွေနဲ့တင်တော်လဲဆိုရင်ကိုယ့်ရဲ့အရေးပြားကတာမန်အရေးပြား normal skin ပေါ့နော်တာမန်အရေးပြားsensitive လည်းမဟုတ်ဘူးအရန်အစီပြန်တဲ့အသားရည်လည်းမဟုတ်ဘူးတာမန်အရေးပြားရှိတဲ့သူတွေအတွက်ဒီအမြင်ထိုးခြင်းဟာတင်တော်တယ်ရှာလက်ကောင်းတယ်ပေါ့နော်ထွက်တဲ့အချိန်မှာရလက်ကောင်းနောက်တစ်ခုကကြောင့်combination skin လို့ခေါ်တဲ့ပေါင်းဆက်အသားရည်တွေအစီပြန်ခြင်းနဲ့6သွေးခြင်းနဲ့ရောပြီးပေါင်းဆက်ထားတဲ့အသားရည်တွေပေါ့နော်အဲ့လိုမျိုးပေါင်းဆက်အသားရည်တွေအတွက်လည်းဒီအမြင်ထိုးခြင်းဟာအရန်ကိုရလက်ကောင်းထွက်စေတဲ့အသားရည်တွေမှာပါတယ်ကျန်တဲ့အရန်အစီပြန်လုံးတဲ့အသားရည် sensitive ရေပြား6သွေးလုံးတဲ့အရေပြားဒါမျိုးတွေရောထိုးလို့မရဘူးလားဆိုတော့ထိုးလို့တော့ရတယ်ဒါပေမဲ့ရလက်ကြတော့တိတ်ပြီးတော့အစီပြန်လုံးတဲ့အသားရည်ဆိုရင်ဆေးမကြံမဲနဲ့နှစ်ဖေးကွာပြီးသွားတဲ့အချိန်မှာဆေးသိမ့်မကြံတာဒါမျိုးပေါ့နော်နောက်တော့ artist ကကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ကျွမ်းကျင်မှုနဲ့လည်းဆိုင်နေပေါ့နော်နောက်တော့အမြင်ပိုင်းထိုးခြင်းဟာဒီလိုပေါ့နော်ဒီအမျိုးသားလေးရဲ့မျက်ခုံးတစ်ဖက်မှာသူထမ်းရလေးရှိတယ်ထမ်းရရှိတယ်နောက်ပြီးတော့သူ့ရဲ့အမီနောက်ဖြားပိုင်းလေးတွေကပါတယ်ပေါ့နော်အဲ့လိုမျိုးမေဘရိုအမျိုးသားတွေအတွက်လည်းဒီအမြင်ပိုင်းထိုးခြင်းဟာ micro plating ရော hair stroke ရောနှစ်မျိုးလုံးကထိုးသင့်တယ်လိုက်ဖက်တယ်ထိုးပြီးသွားတဲ့အချိန်မှာဆိုရင်လည်းသူကသဘာဝဆန်ဆန်လေးနဲ့တန်ရာတွေဆိုလဲဖုံးသွားတယ်နောက်ပြီးတော့တဘာဝဆန်ဆန်မျက်ခုံးထူထူလေးဖြစ်နေတာကိုမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့အားသာချက်တွေပေါ့နော်အမြင်ပိုင်းရဲ့အားသာချက်တွေကတဘာဝဆန်ပြီးတော့လှပတာဖြစ်တယ်ကိုကြိုက်တဲ့လူတွေအတွက်တဘာဝဆန်ပြီးလှပတာကိုကြိုက်တဲ့သူတွေအတွက်တင်တော်တယ်artist ကလိမ္မာကျွမ်းကျင်ပြီးတော့ဖန်တီးနိုင်မှုအပေါ်တော့မူတည်ပြီးတော့လက်ရာတွေကတော့ကွဲပြားတာပေါ့နော်နောက်ပြီးတော့သူကအသက်ကြီးပိုင်းတွေအတွက်လည်းသဘာဝဆန်ဆန်လေးနဲ့လှနေတော့အသက်ကြီးပိုင်းနေနဲ့လည်းလိုက်ဖက်တယ်အမြင့်ပိုင်းကိုထိုးပြီးသွားရင်အပိတ်ပိုင်းကိုပြောင်းပြီးတော့ထိုးကျင်တယ်ဆိုရင်လည်းထိုးဖို့လွယ်ကူတယ်သူအားနည်းချက်ကပါလဲဆိုတက်တန်းတူတယ်အပိတ်ပိုင်းလောက်တက်တန်းမရှိဘူးပေါ့နော်အပိတ်ပိုင်းလောက်တက်တန်းမရှိဘူးတက်တန်းတူတယ်ဒါသူ့ရဲ့အားနည်းချက်ဖြစ်တယ်နောက်တော့အရေးပြားတိုက်ရွေးတယ်ဒီဗီဒီယိုလေးကိုကြည့်ခြင်းအပြင်အမြင်ပိုင်းကိုကိုကထိုးဖို့တင့်တော်လားကိုနဲ့ကတင့်တော်မှုရှိလားနောက်ပြီးတော့ဒီအမြင်ပိုင်းရဲ့အားနည်းချက်အားသာချက်တွေကိုသိရှိသွားမယ်လို့ညွှန်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like and share လေးလုပ်ပေးပါဒီသိချင်တာလေးတွေရှိရင်လည်း comment အောက်မှာရေးပေးသွားလို့ရပါတယ်
နောက်ဗီဒီယိုမှာလည်းတတ်နိုင်သလောက်ဖြေချပေးမယ်ပေါ့နော်နောက်ကိုတိထားတဲ့အပိုင်းလေးတွေရှိရင်လည်းဒီ comment အောက်မှာမပြည့်စုံတာတွေရှိရင်လည်းရေးပေးသွားလို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်သင်တန်းစုံစမ်းခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်ကနေလည်းစုံစမ်းလို့ရသလို Pay Messenger Viber တို့ကလည်းစုံစမ်းလို့ရပါတယ်အသေးစိတ်စုံစမ်းလို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်